တတိတောင်းဒီပါအတိတ်ဆောင်လင်းရမှာဖြင့်မမေ့စေခြင်းဇတ်တပင်ဆိုတဲ့ဟုတ်ကဲ့အမှုပညာထိတ်ခေါင်အသိမှာပဲမောင်နှမခပင်းတို့မာရပါစေဟုတ်ပြီဗျာမြစ်တာပို့ရပါခင်ဗျအားပေးနေကြတယ်ဟုတ်ကဲ့အားလုံးသောဒီကုန်းသမားတွေမိသားစုတွေမောင်နှမခပင်းတို့မာရပါစေလို့မာကြပါစေလာတော့ပြန်ဆွေးသားမေတို့ကိုကြီးမာပါစေသူ့ဘုံတောင်းလိုက်မယ်နော်မာပါစေသူ့ဘုံတောင်းလိုက်မယ်မာပါစေသာပါစေသူ့ဘုံတောင်းလိုက်မယ်ဟုတ်ကဲ့ကောင်းမြတ်လိုက်ပါတဲ့စိတ်ထားကျွန်တော်တို့ရဲ့အဖွဲ့တော်လာကိုမိုးကြီးရေဦးတင်ညွန့်ခင်ဗျာကိုရှိသေးလားဗျာကိုတင်ညွန့်ဟိုဘက်ကကိုစုပါလင်းရေဖေးရေဖေးကြီးရေဖေးရေအကောင်ကသေးတော့ပြလားဆရာရှိမမှတ်မိသေးဘူးငယ်သေးလို့တုံးမိုးကျော်ရေဖေးရေနိုင်တန်းစာအလင်းကမင်္ဂလာဦးရွတ်မှတ်တယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့အနုပညာသမားတွေဆိုတာဖို့တန်လိုက်နားကိုတန်းစာဆင်ကြတယ်ဟုတ်ကဲ့ဗျာလူရှင်တော်ရဲလို့ထွက်လာအတန်ကောင်းတာမကောင်းတာထားဟုတ်ကဲ့သူ့ရှေ့ရဆရာကြီးတွေချမှတ်တဲ့လမ်းစဉ်လေးဗျာဟုတ်ကဲ့တပါးလေးမပြည့်အောင်သမစဉ်လေးတွေလည်းထိန်းရတယ်မှန်ရဲ့တစ်ပင်တစ်တော်လည်းအနှစ်မရှိရင်ပြည့်ရမယ်တဲ့မှန်ပါဗျာဆရာကြီးတွေကထားသွားတော့ကောင်းတဲ့အမွေလေးဆိုတော့ဆက်ထိန်ရမယ်အယိုးပေါ်အယွယ်မှာဖုံးရဖို့ပေါ့ကိုရတစ်ပင်တစ်တော်လည်းအနှစ်မရှိပြည့်ရမယ်ဟောင်းပင်ဟောင်းတော်လည်းကောင်းရင်သုံးတရံလက်ခံရမှာပေါ့မြန်မာတွေရဲ့အမှုပညာဟာဘယ်တော့မှလည်းမယိုးပါဘူးမယိုးနိုင်ပါခင်ဗျာဘယ်တော့မှလည်းဖျောက်ပြက်လို့မရတဲ့ပညာပါခင်ဗျာဟုတ်ကဲ့ဒီပညာလေးတွေကိုကျွန်တော်တို့တွေရနေပြီးတော့လက်ဆင့်ခံအမွေလေးတွေဟုတ်ကဲ့ကိုဖိုးချစ်ကလေးချမှတ်ထားတဲ့လမ်းစဉ်လေးကမရှိပါဘူးမို့ဒီရဲ့အမတန်ကျေးဇူးတင်နေရကောင်းပါလေဟုတ်ကဲ့ကြွားရောက်အားပေးကြတဲ့တပင်ချစ်သူများပရိသတ်များကိုနေ့တိုင်းမေတ္တာပို့ပြီးရှိခိုးနေပါလေဟုတ်ကဲ့နော်ဟုတ်ကဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဇတ်တပင်ပညာကြီးကိုလစ်လျူရှုပြီးဟုတ်လားဗျာပျောက်ကွယ်သွားမှစိုးတဲ့အတွက်မမေ့စေခြင်းဇတ်တပင်ဆိုတဲ့အစီအစဉ်လေးနဲ့ဟုတ်ကဲ့တတ်နိုင်တဲ့မြတ်ဇတ်တပင်ကိုထိမ့်သိမ့်စောင့်ရှောက်နေတဲ့မောင်ဖိုးချစ်ရဲ့မေတ္တာစေတနာဟုတ်ပါဗျာဟုတ်ဗျာဟုတ်ကဲ့ရွက်ပုံးသီးလေးတွေကိုလည်းဖော်ထုတ်ပေးတယ်ဟုတ်ကဲ့သူကြီးတွေလည်းအလုပ်ပေးတယ်ဟုတ်ကဲ့ဟုတ်လားဗျာကျွန်တော်တို့တွေဝိုင်းဝန်းစုပေါင်းပြီးကောင်းမြတ်သောစိတ်စေတနာနဲ့မေတ္တာလေးနဲ့အသက်တွေလည်းကြီးလာပြီမဲ့ဟုတ်ကဲ့ဒီလောက်ကလေးနဲ့ဒီပညာလေးကိုပဲမြန်လို့ပါလေဒါပဲလုပ်တတ်ပါတယ်ဝါဒနာဝင်းစာကိုရအဲ့ဒီလောက်ကလေးနဲ့ကျွန်တော်တို့လည်းလှုပ်ရှားလို့ရအောင်ဟုတ်ကဲ့ကျန်တဲ့လူတွေလည်းလှုပ်ရှားလို့ရအောင်ဟုတ်ကဲ့ပွဲကြီးပိတ်သက်လည်းမျက်စိထဲမှာပျောက်ပြက်မသွားအောင်လူပြည်တွေကိုမပြောက်ရအောင်ဟုတ်လားဗျာဇတ်တပင်ကိုမမေ့ရအောင်အမတန်အနှစ်သာရရှိတဲ့အလုပ်ကလေးကိုသူလှုပ်ထားတာပါဟုတ်ကဲ့ကျေးဇူးတင်လိုက်ပြီဗျာဟုတ်ပါကျေးဇူးတင်တိုက်တဲ့တူပါပဲဗျာအဲ့ဒါကြောင့်ကျေးဇူးရှင်တွေကိုလည်းအမြဲတမ်းကျွန်တော်တို့မေတ္တာပို့ပါတယ်ဟုတ်ကဲ့အမြဲတမ်းလည်းဘုရားရှိခိုးတိုင်းဖြစ်ခိုးတိုင်းလည်းအားလုံးကိုလေးစားသမှုတဲ့ဟုတ်လားဗျာမေတ္တာပို့ပြီးဆုတောင်းပေးနေပါတယ်နော်ကျေးဇူးရှင်တွေကျမ်းပါပါစေချမ်းသာပါစေ
ဘုရားဘေးဝေးပါစေဆိုတာမေတ္တာပို့ရတာပေါ့ကိုရာ ဟုတ်ပါတယ်ဗျာ ဒီလိုလားဗျာ မှန်ပါ အရဟံဘိအတ္တဇယံတုကတံအမိတံဝိဒဇံလလိတံအတုလံစရဏံတိပဒုပတမံဒီလိုဆိုတာကိုဗျာ ဟုတ်ကဲ့ပဲ ဟုတ်ကဲ့ဗျာအဲ့ဒါကျွန်တော်တို့ခေမုန်းကြီး10ပါးဓမ္မဖြစ်ရင်တပါးပါဝင်ဖြစ်တယ်ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကောင်းလေးတယောက်လည်းဖြစ်ပါတယ်ဗျာ ဟုတ်ကဲ့ ပိဋကတ်တွေကလည်းကျွန်တော်တို့အမှုပြန်အနေနဲ့အားပေးတဲ့ဓမင်းရှင်ဟင်းနေဆိုမမားပေဘူးလားဗျာ မမပါဘူးဗျာ ဇတ်သဘင်ရဲ့အမာခံပိဋကတ်တီဗျာ ဟုတ်ကဲ့ အမြဲတမ်းအားပေးဇတ်သဘင်လောကကိုအင်မတန်ချစ်တဲ့ပိဋကတ်တီ ဟုတ်ကဲ့ မျက်နှာလေးပြန်မြင်လိုက်အပေါ်ကနေလှမ်းမြင်တာနဲ့ကြိုးစားကြပါထိမ့်သိမ့်ကြပါအမြဲတမ်းအားပေးပါလေဆိုတဲ့စိတ်ထားတွေနဲ့မျက်နှာတွေနဲ့အားပေးနေကြတယ် ဒါကြောင့်ကိုရေဒါကြောင့်ဗုဒ္ဓပိစေကဗုဒ္ဓဆာအရဟံအကတာဝကမာတာပိတုခုတို့တတ္တဓမ္မတေတကသဓာယိကာဣမိတေတမဟာကုနေအဟံဝနာမိတပ္ပရာဒီလိုလားဗျာ ဟုတ် ဟုတ် ပါ ပါဗျာ ရေပေးတော်သူထမင်းကျွေးတော်သူသတင်းပေးတော်သူနာမည်ပေးတော်သူအရေးပေးတော်သူအတပြားပေးတော်သူပညာပေးတော်သူအစရှိတဲ့ခေမုန်းကြီး7ပါးတပါးပါဝင်ဖြစ်ကြပါတယ်ဒီလိုလားဗျာကြမှာပါသေးပေါ့ တကယ်မင်္ဂလာရှိတဲ့ပွဲကြီးပါပဲဗျာ မှန်ပါမှန်ပါ မမေ့စေခြင်းစသဖြင့်ပွဲတော်ကြီးကိုကြွယ်အောင်ကြည့်ရှုအားပေးရတဲ့ဘုရားမင်္ဂလာတွင်းရှုနော်ရှုပေါ်လာအပရိသတ်များနဲ့အတူ channel K ကနေကိုကြည့်နေကြတယ်ကျွန်တော်တို့live ကလည်းကြည့်နေကြတယ်ပရိသတ်တွေအားလုံးအထူးထူးကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် ကျေးဇူးတင်အောင်နဲ့မပြီးဘူးဒါကခေမုန်းကြီး7ပါး မှန်ပါ စကားပြန်လဲဆက်ပြရသေးအောင် အမေ့ရှိပါဗျာ ဟုတ်ကဲ့ဗျာတပိညုတရွှေညံတော်ရတဲ့သုံးလောကထောထဗုဒ္ဓဖရာရှင်ပေါ်၌တော်၎င်း ဟုတ်ကဲ့ ပြည့်စေကဗုဒ္ဓပေါ်၌တော်၎င်း ဟုတ်ကဲ့ အကတာဝကမဟာတာဝကတာဝကနှစ်ဦးပေါ်၌တော်၎င်း ဟုတ်ကဲ့ ယဟန္တာရှင်သူများများပေါ်၌တော်၎င်းတန်ဃာတော်ရှင်သူများများပေါ်၌တော်၎င်း ဟုတ်ကဲ့ မာတာအမိပေါ်၌ပိတာအဖပေါ်၌တော်၎င်းသီလသမารိပညာကျင့်ကြံဖြည့်စည်းအထောက်ကြကုန်သောလူပုဂ္ဂိုလ်ယဟန်ပုဂ္ဂိုလ်အရိယာပုဂ္ဂိုလ်တို့အပေါ်၌တော်၎င်း ဟုတ်ကဲ့ တင်းစရာမြင်းစရာကြားစရာနဲ့အာနေဝရိကဆရာသခင်များပေါ်၌တော်၎င်းလောကီလောကုတ်နှစ်ဖြင့်အကျိုးတွေ့ကြောင်းကျိုးစီလျော်သောသွန်သင်ညွန်ပြသုံးမှတ်ကြသည့်ဓမ္မကရိကဆရာသခင်များပေါ်၌တော်၎င်း မှန်ပါ အရေးပေးတော်သူရေးပေးတော်သူနာမည်ပေးတော်သူထမင်းကျွေးတော်သူသတင်းပေးတော်သူအသဗျာပေးတော်သူပညာပေးတော်သူ၎င်းကဲ့သို့ခေမုန်းကြီး7ပါးတို့ပေါ်ကာယကံဝတိကံမနောကံကံသုံးပါးဖြင့်ပြမကျူးလွန်မိခဲ့သည်ရှိတော်အပြစ်ဟုန်နဲ့ခြေပြောက်ပါသေးခြင်းငါလက်ဆက်ပြထိတ်မှမို့လို့ညသည်ရှ िख ိုးရပါတယ်ကိုရေ မှန်ပါတယ်ခင်ဗျာကောင်းလိုက်တာ ဟုတ်ကဲ့ကိုကျေးဇူးရှင်တွေကိုကိုရေ ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ ကျေးဇူးရှင်ဆိုတာမပြစ်မှားပါဘူးမပြစ်မှားကောင်းပါဘူး ဟုတ်ကဲ့ ဒီလိုလားဗျာအနောက်မှာကလည်း ပြော ညီပိဋကတ်များသိတဲ့အတိုင်းပါပဲအခုဟာအော်ပရာနေပြီးတော့ဓာတ်နှစ်ပါးတော့တန့်ကူးကြတာဆိုတော့ ဟုတ်ကဲ့ အော်ပရာမှာလည်းတစ်ဖွဲသားလုံးအကောက်ကလေးကစပါနေတာ ဟုတ်တယ်ဗျာ နှစ်ပါးတော့ကြတော့လည်းပြင်းညစိန်ညပြန်အောင်မယ်ဗျာ ရ ဟဲ့ ရတဲ့အချိန်ကနေတယ် ဒါကြောင့် သားလေးတွေလေးရ တကြီးကိုအမိလိုက်ကြတာ ဒါကြောင့်စကားလေးတွေအပေါ်ပြောတာရှိလက်ခွင့်လို့ပေးပါကတ်တင်လောက်ပါပြီဗျာရေ ဟုတ်ကဲ့ ကိုရေ မျော်လင့်ကြပါပြီခင်ဗျာ မျော်လင့်ပြီ မျော်လင့်ကထွက်ပေါ်လာမဲ့ရွှေမင်းသားကျော်လေးများက ဟုတ်ကဲ့ မြို့ရွှေမန်းသားရဲ့မျိုးဆက်တင်များဖြစ်တဲ့ဟုံနောင်နောင် ဟုတ်နော်နော် နော် အုံးပိုင်ပိုင် အိုးပိုင်ပိုင် ကောင်းစင် ကောင်းစီမင်း ညီကို3ယောက်ဖြောပြေကတင်ဆက်မဲ့မြမနှစ်ပါးခွင်ပါပဲခင်ဗျာ လက်စင်ကအမွေယူမဲ့ကလေးတွေ မှန်ပါခင်ဗျာအားအင်္ဂါတင်ဆက်လို့တပင်လက်နဲ့ကပြပါတော့မယ်ခင်ဗျာ ဟုတ်ကဲ့ ထွက်ပေါ်လာမဲ့မြမနှစ်ပါးခွင်ကတော့တပည့်ပန်းကလေးများဆိုတဲ့မြမနှစ်ပါးအားရှူစားတော်မူကြပါခင်ဗျာ အားပေးကြပါခင်ဗျာ လူပညာသဘင်ပန်းငယ်ကြီးအလဲဖြူနီပြဝါအလားပန်းလေးများဘူပွေလန်းစံတင်းရန်တွေကျွေလာတော့ဘန်ဝေရတဲ့တော့ဘန်ဝေဟောနာနာ Bye bye, call me Hey, la vi. La la la, me belly na kaja me. Do you know should be begging to la pasi me? La la la, me belly na kaja me.
င်းစင်မေအချစ်တွေပြန်ခရီပြန်ခကြမယ်ဟိုးနောင်နောင်ဟိုးဘိုင်ဘိုင်ကောင်းစင်မေအချစ်တွေပြန်လာရီပြန်ခကြမယ်ဒီချစ်တွေတဲ့တို့You should not let you say Cô nhớ gì? Như thế thì lên nhà chú ra ở thông ở miền nhà bà bì bia. Ok. Miền là cô tìm bia ra cái thiên cái bà bê. Ok. Miền nhà bị một là bố anh cha là cha bị bố. Chú bố ta có nói gì mà lưu ấu bia. Học cái bia. Tóm là đi với gì nấu được tiền xe đi ra đi lá. Tapi si bay kami wang à mình nói sai à thuyền nhà là một phía bia đại nhị tham gia mình này. Tân ni sưu biểu bây giờ phò giang yên yên nói nào tuổi tuổi biểu đi nhà bóng khai sinh chế liên tục mà nó cái làm gì loa bùi mi đó xe nút bia bia. Ok. Xe nút bia ngồi tìm bia để thiên cái bà lao bia. Mà này đi. Cả là mi coi ta ha sa đã chẳng thấy số bia. Ok. Nó lâu ta biểu ta tốt là nó sinh nhà bà số. Cô rồi cho nó đồ nấu sâu bầu tam nhiệt đà sạc hà na cha cha bà rồi bia. Cha cha bà rồi không nhá.
ထိတ်တန့်တော်ဝင်းမြန်မာသမီး နော်ဟေးနော်ဟေး ထိတ်တန့်တော်ဝင်းစီထူတွေဦးလေးဖို့ချစ်ဦးလေးဖို့ချစ်စေတနာမန်ဘီ ဦးလေးရဲ့စေတနာကိုလည်းဂုဏ်ပြုအသိမှတ်ပြုပါသေးဗျ လေတွေ ညာရဲ့ ဒါတို့ဦးလေးကမြမသက်သမင်ကြီးတမိုင်းတွင်ဖို့ ဟုတ်ကဲ့ အမြဲတမ်းတွေးတောကြံစနေပါဗျာဗျာ ကောင်းပါလေခင်ဗျာ ကောင်းပါဗျာရည်ရက်ကလေးတွေကောင်းတယ် ဒါတို့ဦးလေးရဲ့အသွေးရဲ့အသားရဲ့နှလုံးသားထဲမှာမြမသက်သမင်နဲ့ပတ်သက်ရင်ဘယ်လိုတွေပြည့်စက်မယ်ဆိုတော့အမြဲတမ်းတွေးတောကြံစနေပါတယ်ခင်ဗျာ မှန်ပါခင်ဗျာ ဗျာကောင်းပါဗျာ ရိုးရာကိုထိမ့်သိမ့်တာပေါ့သားရ ဟုတ်ကဲ့ဗျာဒါတို့လေသမင်ပညာနဲ့ပတ်သက်ရင်သိစေချင်တက်စေချင်တာပါ ဟုတ်ကဲ့ သမင်ပညာလက်စီကဲ့သည် ဟုတ်ပါဟုတ်ပါ လက်စီကအသွေး ဒါဘုံနိုင်လိုက်ပါဗျ သမင်ပညာသမင်ပညာသမင်ပညာလက်စီကဲ့သည် လောင်းမ ဒါရေ ဝိုင်းတော်သားဟဲ့ အားရပျော်ရွှင်ဦးလေးနဲ့တကွာ ဦးလေးနဲ့တကွာ ဦးလေးနဲ့တကွာ ဦးလေးနေတကွာ ပြိတ္တများကရောဘစီ ဟုတ်ပါဗျာ ဆရာကောင်းတပည့်ပန်းကောင်းပန်း မှန်ပါ နောက်ဆန်တပည့်အန်တဝင်းဝင်ပါဗျာ ဟုတ်ကဲ့ဗျာ တပည့်ကောင်းလေးတွေ မှန်ပါ ဆရာငွေကိုထိမ့်သိမ့်တယ်လို့ဆရာကိုလည်းမမေ့ဥတိတ်ထားတယ် ဟုတ်ကဲ့ ိတ်တယ်လည်းဥတိတ်ထားတယ်ကောင်းလိုက်တာကလေးတွေရေကောင်းပါဗျာ ဟာတို့ကလေလေဦးမော်ဒီ တာရေးတာရေး အသက်ရာကျော်ရှိပါလေခင်ဗျ ကောင်းပါပြီဗျာကောင်းပါပြီဗျာ ဟောဒီဘက်ကဘိတ်တင်ညွရေ တာရေကလေးရဲ့ မင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေခင်ဗျ မင်္ဂလာရှိတော်ညပါခင်ဗျာ ဟုတ်ကဲ့ဗျာဘာဦးရှိသေးရေ အေး ကျန်းကန်သားလို့မှာပါစားဗျ ပို့တာလည်းမြစ်တာပါကွယ်ပို့တာလည်းမြစ်တာပါဟဲ့ လေလေဝချင်း တာ ကျိုးသားမယ်ခင်ဗျ စူးစမ်းမယ်ဟောတော်တော်ခင်ဗျာ ဟုတ်ကဲ့ဗျာကိုစပါလေ ဟော မင်္ဂလာပါကိုရေ မင်္ဂလာပါညီလေး ကိုစမို့ကျော် ဒီကောင် ဝါကုတ်သေးလေးကျိုးသားမယ်ခင်ဗျ ကျိုးသားပဲသားရဲ့ ကိုပကြီး ကိုရဲ့ကျ3ယောက်လုံးပြန်ထူလိုက်မယ်နော်ညီလေး ထူအောင်ဗျ ဟွန်းအွန်းကောင်းတယ်အွန်းကောင်းတယ် သူ့ခန္ဓာကိုယ်နဲ့လွှဲ ဘလူးဘလူးဘလူးလေးဘလူး ဘ လေး လို့ဘလို့ ဟွန်းအွန်းကောင်းတယ် အာဟွန်းအော်ကောင်းတယ်ဟွန်းဟွန်းဆိုတာ6အွန်းဆိုတာ1ကောင်းဆိုတာ1 ဒီဘောလုံးသမားဓမ္မ အဲ့ဒါနဲ့ကုံတာလည်းမ ဘ နေ ယ် ဘူး လိုပြန်လောက်ကြဘလို့နွဲ့လေး ဟွန်းအွန်းကောင်းတယ် အချောက်ထဲမှာနှခမ်းမွေးနဲ့အချောက်လောက်ရုပ်ဆိုးတာမရှိဘူးနော် ဟာအ6ရှယ်တော့ ဟုတ်ကဲ့ဗျာနောက်ကတော့ပန်ဖို့ကူကြီးကပေးကြတော့ ဟုတ်ကဲ့ အလှနဲ့သမီးများလည်းမင်္ဂလာပါမမတို့ရေ မင်္ဂလာပါမောင်လေးရေ ကျိုးသားကြမယ်ခင်ဗျ လာပါဘောလို့ လေးတွေ အေး ဒါတို့တပည့်မျိုးသေးညီကိုများကလည်းဒီလိုလေးကျိုးသားချင်ပါသေးရဲ့ခင်ဗျာ ဘယ်လိုလေးပါလဲသားရဲ့ ဗျာ ဟုတ်ရလားဟေးတပင်ဝါဒနာတပင်ဝါဒနာကြီးတဲ့မြို့ရွှေမဲသာမြို့သက်တင်ကြပါတို့တဲ့စီကြီးအစီပြုတ်ပြင်းတင်ပေးရှာကျွန်တော်ဦးလေးဖို့ချစ်ပါလို့ကိုယူကတပင်ဦးရင်နဲ့လေအမြဲတင်တယ်လို့ကိုယူလာခဲ့ ဘယ်လိုတော့နော် ဟုတ်ပါ ဗျာ ဟဲ့ ဟေးဒီဓမ္မနဲ့တာဘုံနေတော့နဲ့ဟဲ့ ကိုဟိုရေး လာတယ်ဗျာ ခွန်းတောင်ဆိုရလားလို့မြို့ရှင်မင်းတော်လေးမြို့ဆက်တလေးဆိုရလားမောင်လေးဟုတ်ပါဗျာဟုတ်လို့ တပည့်ရရောက်
ဘေဝဒနာ အာညီကလေး ပိုင်ပိုင် တဘေဝဒနာကြည်ရဲ့မြို့ရှိမနာမြို့ဆက်တင်များ ဟာရေ ဗါလေဝိသက်စီခြင်း မျိုးဆက်တစ်တွေမျိုးဆက်တစ်တွေ ဟုတ်ပါဗျာ ကူလီဖူချစ်ပါလို့ကိုယူကတဘေဝေလာလေရစ်တဲလို့ကိုယူလာခဲ့လာကျွန်တော်တို့ညာတွေဟဲ့စေယုတာကြိုးစားလျက်ပါ ဟုတ်ပါဗျာ ကိုတို့တယ်ဘသူမှချမနေပါ ဟုတ်ပါဗျာ ကျွန်တော်တို့အညာသားတွေဖြူစင်ရုပ်သားကျုံးစားလျက်ပါ ဟုတ်ပါ ကိုဘဝကိုတို့တယ်ဘသူမှချမနေပါစကားပြောလေရှင်းရှင်းလေးညာသူညီပေးလေဖွင့်ဖွင့်လေးညာ ဟဲ့ ကိုဘောယူသားယူသားရာသူပိုင်ပါ ဟုတ်ပါ ကိုကထော်ရာဖြူဖြူစီစီရဲ့ရှိလို့လိုရာဟေး ဟဲ့ အကြီးကောင်ဆိုပြီးဦးလေးချစ်လို့ခေါ်တဲ့ခါဟိုနောင်နောင်ကတာကျုံသာမှာ ဟုတ်ပါဗျာ အငယ်ကောင်ဆိုပြီးဦးလေးချစ်လို့ခေါ်တဲ့ခါ တန်းကလေး ပိုင်ပိုင်ကတအားကျိုးစားမှာ ဟေး ကောင်းစင်ဆိုပြီးဦးလေးချစ်လို့ခေါ်တဲ့ခါကောင်းစင်မင်းကတအားကျိုးစားမှာဟိုကောင်ကိုဦးလေးချစ်လို့ချစ်မာလာဗျာ ဟုတ်ပါ မြို့ရွှေမန်းသားမြို့ဆက်တင်ပြကျိုးစားကအိုး ကြိုးစားအောင်မယ် ရွှေညာသားလေးတွေဗျ ဟေးဟေးဟေး လာပြီမြို့ရှင်မန်းမြို့သက်တယ်ရဆိုပါလားဟုတ်ပါရှင်းစရာလေးဘုရားနဲ့ဦးပိုင်ပိုင်ကောင်းစင်ပြီဆိုပါလားဟေး အကြီးအောင်ဆိုပြီးဦးလေးချစ်စနုခေါ်တဲ့ခါနောင်ကတာကျိုးသားမှာအငယ်အောင်ဆိုပြီးဦးလေးချစ်စနုခေါ်တဲ့ခါအုံးပိုင်ပိုင်ကတအားကျိုးသားမှာကောင်းစင်ဆိုပြီးဦးလေးချစ်စနုခေါ်တဲ့ခါကောင်းစင်မင်းကတအားကျိုးသားမှာဟိုးဟိုးကောင်းကိုဦးလေးချစ်တယ်လို့ချစ်မာလာဗျာမြို့ရှိနန်းသားမြို့သက်တရားကျိုးသားကောင်းမှာဟေးဟေး မြို့ရွှေမန်းသားမျိုးဆက်တစ် မောင်လေးတို့ရဲ့မြို့သက် ရွှေညာသားလေးတွေဆိုပါလားဟေးဟေးဂျိုးသားဂျိုးသားရွှေညာသားဟေးဟေး ဟေး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  အဲ နေကီရဲ့ဓမ္မဇက်လာသမင်းဇန်နေကီရဲ့ဓမ္မဇက်လာသမင်းဇန်နေကီရဲ့ဓမ္မဇက်လာသမင်း